စပင်ပိုင်းရင်ဘာကညမလဲဆိုတာကိုကျွန်တော်ဒီပရိုမှာပြောပြမယ်ပေါ့နော်အဓိကကျတော့စပင်ပါတာထက်ကိုကိုယ့်ရဲ့ facial နဲ့ line အောင်အရင်ဆုံးညှပ်ရမှာပေါ့နော်ဘာသာရဲ့ facial ကိုကျွန်တော်အတိအကျမမြင်ရတဲ့အတွက် 100% တိကျအောင်ပြောပြဖို့တော့အဆင်မပြေဘူးအဓိကကကိုမျက်နှာနဲ့ line တဲ့ပုံစံညှပ်ဖို့ကြတော့ကိုညှပ်တဲ့ဆိုင်ကစပင်ညှပ်စရာနဲ့တိုင်းပြီးတော့မှညှပ်ပါဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးလို့ရတာတော့စပင်ပိုင်းရင်လုံးတဲ့အကြောင်းအရာလေးနှစ်ခုကိုပြောပြမယ်ပေါ့နော်နံပါတ်1ကကျတော့ဗာလဲဆိုရင်စပင်ကောက်လို့ရတယ်ကာလီပုံစံလိုအရင်ကောက်လို့ရတယ်ဒါမှမဟုတ်လေတီလေးပေါ့နော်သွားလို့ရတယ်ကိုထားမဲ့စပင်ပုံစံပုံမူတည်ပြီးတော့ကောက်ပါဟိုကအရှိချတစ်မျိုးတည်းဆိုရင်တော့ကာလီပုံစံအရင်ကောက်ပြီးတော့ထားလိုက်ရင်အဆင်ပြေတယ်သူကအရှိပဲချလို့ရတော့တာဖြစ်တဲ့အတွက်ဘယ်လိုမဟုတ် cypher တို့လိုကာတင်လေခွဲတို့လိုမျိုးထားမဲ့ဆိုရင်ကြတော့တီလေးကောက်တာဘာသာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဗျဒါကြောင့်မို့စပင်ပိုင်းရင်ကောက်လိုက်ပါဒါမှမဟုတ်မကောက်ချင်ဘူးဆိုရင်နောက်တစ်နည်းကတော့ hair product သုံးပါhair ပေါင်တာပေါ့နော် hair ပေါင်တာဘာကောင်းလဲဆိုသူကစပင်ကိုလူတင်ပေးတာဖြစ်တဲ့အတွက်ပါပင်မဲ့ထူတေအောင်လေးဖြစ်စေတယ်ပွားလေးနဲ့မှာပေါ်လို့ရှိတော့သင်ပါတော့ရမ်းမသိတာစီပဲနဲ့အဆင်ပြေပါလိမ့်မယ်အခုကျွန်တော်ပြောပြပေးခဲ့တဲ့ချက်ကတော့သင်ပါတဲ့သူတွေလုံတင်တဲ့ချက်ပေါ့နော်ဘလိုကေနဲ့လိုက်လေဆိုရင်တော့ facial ကိုတိကျမြင်ရမှာအဆင်ပြေတယ်ကိုညှက်မဲ့ဆိုင်ကဆိုရင်ညက်စရာနဲ့တိုင်ပြီးတော့မှကျွန်တော်ပြောလို့ကောက်တင်ကောက်ဒါမှမဟုတ်လေ hair product အနေနဲ့ hair ပေါင်တာသုံးတင်တော့ရင်အဆင်ပြေပါလိမ့်မယ်စားသိကျင်တဲ့အကြောင်းအရာလေးတွေကိုလည်းအောက်ကမှမအောင်ရောက်မှတော့လို့ရပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့တောက်ရှင်တွေကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါ